အမျိုးသားတစ်ယောက်ဟာအေးခဲတောင့်တင်းနေတဲ့ခွေးသားတွေကိုစကိတ်ပုတ်ကနေမွမ်းမံထားတဲ့ထောင်ချောက်တစ်ခုမှာခိုင်မြဲစွာချီနှောင်လိုက်ပြီးမိဖို့ကောင်တကားကြားမှတဆင့်အပြင်စီတဖြည်းဖြည်းချင်းတွန်းထုတ်လိုက်ပါတယ်။ဒါဟာအပြင်ဘက်မှာအစားအစာရရှိနိုင်ပြီးတစ်ခုတည်းသောနီးလန်းဖြစ်ပါတယ်။အကြောင်းကတော့ဂျေဆန်မိသားစုဟာသူတို့ရဲ့အိမ်တွင်းမှာပိတ်မိနေခဲ့တာ3လခန့်ရှိနေခဲ့ပြီဖြစ်လို့ပါပဲ။ဒါတွေအားလုံးဟာလွန်ခဲ့သော3လကမထင်မှပဲရွာသွန်းခဲ့သည့်စမ်းကြယ်လာသောမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပွားခဲ့တာပါ။မိုးရွာသွန်းမှုရပ်တန့်သွားခဲ့ပြီးနောက်မိုးရေဆိုးဆိုးသွားသည့်တကားများနဲ့ပရင်းပေါက်များအားလုံးဟာတန်ထက်ပင်ပိုမိုခိုင်မာစွာပိတ်ဆို့သွားခဲ့ပါတယ်။ဂျေဆန်ဟာမီးထိုးတန့်ချောင်းကိုကောက်ယူလိုက်ပြီးပရင်းပေါက်ကိုပြင်းထန်စွာရိုက်ခွဲခဲ့တော့လေပရင်းပေါက်ဟာကြီးကားမှန်ထက်ပင်ပိုမိုခိုင်မာသွားခဲ့တာကိုရှာဖွေတွေ့ရှိလိုက်ရပါတယ်။မှန်ပေါ်ကအကြောင်းများဟာပင်မိုးရေဆေးကြောမှုအောက်မှာအသည့်အတိုင်းပြန်လည်ပြုပြင်သွားခဲ့ကြပါတယ်။တကဘာလုံးဆိုင်ရာကွန်ရက်များတစ်ချိန်တည်းမှာပဲလိုင်းကျသွားခဲ့ကြောင်းသတင်းများထွက်ပေါ်လာချိန်မှာတော့ရက်ကွက်တစ်ခုလုံးရှိနေထိုင်သူများအားလုံးဟာသူတို့ရဲ့အိမ်များတွင်မှာပိတ်ဆို့ခံထားရကြောင်းအားလုံးသိရှိသွားခဲ့ကြပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီးကစားအိမ်နီးချင်းစူးစံကရဲစခန်းစီတွားရောက်ကူညီတောင်းခံရန်စေတနာဝန်ထမ်းအဖြစ်တာဝန်ယူခဲ့ပါတယ်။ထိတ်လန့်နေသည့်လူအုပ်ကြီးဟာတပ်ပြင်းချနိုင်ခဲ့ပေမဲ့သူမထံမှသတင်းအစအနနောက်ထပ်ဘာမှမကြားသိရတော့ပါဘူး။ဂျေဆန်ဟာဖြစ်နိုင်သမျှကိုယ်တိုင်ကဲတင်သည့်နီလန်တိုင်းကိုစူးစမ်းခဲ့ပါတယ်။သူဟာလျှက်စစ်လွန်ပူဖြင့်တကားကိုအပေါက်ဖောက်ခဲ့ရာလွန်ပူတစ်ခုပြီးတစ်ခုကျိုးပဲ့သွားခဲ့တော့လေသူဖောက်လိုက်သည့်အပေါက်ဟာမိုးရေကြောင့်တာမန်မျက်စိဖြင့်မြင်တွေ့နိုင်သည့်အရှိန်ဟုန်ဖြင့်ပြန်လည်ပြည့်နှက်သွားခဲ့ပါတယ်။သူဟာနယံများနဲ့ကျမ်းမြများအားလုံးကိုရိုက်ခွဲခဲ့တော်လဲမိုးရေဟာဖျက်ဆီး၍မရနိုင်သည့်အတားအဆီးတစ်ခုဖြစ်ဆောင်ရွက်ကအိမ်တစ်ခုလုံးကိုပြင်ပကဘာနဲ့လုံးဝတီးခြားခွဲထုတ်လိုက်ပါတော့တယ်။ဒါဟာလူသားတို့နည်းပညာအစဉ်တန်းထက်များစွာလွန်ကဲနေကြောင်းသူသေချာပေါက်သိရှိခဲ့ပါတယ်။အတင်းကျပ်ဖောက်ထွက်ရန်မဖြစ်နိုင်ကြောင်းအတည်ပြုပြီးနောက်ဂျေဆန်ဟာထောက်ပံ့ရေးပစ္စည်းများကိုစီစစ်ခဲ့ပါတယ်။ချွေတာစွာအသုံးပြုပါကမိသားစုတစ်ခုလုံးအတွက်3လမျှသာခံမည်ဖြစ်ပါတယ်။သူရဲ့ဇနီးအန်းဟာအိမ်တွင်းမှာစိုက်ပျိုးရန်အတွက်ခရမ်းကျင်သည့်ဆေးများကိုစတင်စုဆောင်းခဲ့ပါတယ်။သူတို့ရဲ့အငယ်ဆုံးသမီးဖြစ်သူရူးတစ်ယောက်တည်းသာပုံမှန်မဟုတ်သည့်အရာကိုသတိပြုမိခဲ့ပါတယ်။မိုးပုံမိုတဲထန်လာသည့်အချိန်တိုင်းမှာထူးဆန်းသည့်အရေးကြီးတစ်ခုဟာပရင်းပေါက်အပြင်ဘက်မှာလက်ခနဲဖြတ်တန်းသွားခဲ့တော်လဲအခြားမည်သူများဘာမှမမြင်တွေ့နိုင်ခဲ့ကြပါဘူး။လမ်းတစ်ဖက်ရှိမက်စ်မီသားစုမှာမကြာမီအစားအစာများကုန်လွန်သွားခဲ့ပြီးဂျေဆန်မှာကူညီခြင်းသည့်တိုင်အောင်မကူညီနိုင်ခဲ့ပါဘူး။ပိတ်မိနေသည့်သူတို့ပထမဦးဆုံးခရစ်စမတ်ပွဲတော်မှာတားကြီးဖြစ်သူဂရေကအိမ်မှာစိုက်ပျိုးထားသည့်ပထမဦးဆုံးခရမ်းကျင်သည့်အသေးလေးကိုမိခင်ဖြစ်သူတန်းစီလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။နောက်ထပ်စက္ကန့်မှာတော့ရူးသာလမ်းတစ်ဖက်ရှိတက်ကြီးရွယ်အိုမက်ဇနီးမောင်နှံမှာလွန်ကဲလာသည့်ငတ်မမှုကြောင့်ဆက်လက်မတောင့်ခံနိုင်တော့ကြောင်းထိတ်လန့်စွာရှာဖွေတွေ့ရှိလိုက်ရပါတယ်။အဲ့ဒီညမှာပဲမိုးကြိုးများနဲ့လျှက်စီးများလက်လျက်ရှိခဲ့ပါတယ်။လာပေါင်းများစွာပျောက်ဆုံးနေခဲ့သည့်စူးစံဟာဂရဲပေါက်ပြင်ဘက်မှာမတ်တက်ရက်နေတာကိုအားလုံးမြင်တွေ့လိုက်ရပြီးသူမဟာလူသားတစ်ယောက်နဲ့ပင်လုံးဝမတူညီပဲထိတ်လန့်စရာကောင်းနေခဲ့ပါတယ်။အိမ်တွင်းရှိလူများအပြင်စီထွက်ခွာ၍မရရှိုံများမကအပြင်ဘက်ရှိလူများလည်းအတွင်းစီဝင်ရောက်၍မရရှိနိုင်ကြောင်းပေါ်လွင်သွားခဲ့ပါတော့တယ်။တနေ့မှာတော့အိမ်ရဲ့မီးဖိုကောင်အဖုံးဟာမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ခန္ဓာကိုယ်တင်းခဲ့တဲ့ယူစ်ကမီးဖိုကောင်မှတဆင့်ထွက်ပြေးနိုင်လိမ့်မည်ဟုထင်မြင်ခဲ့တာကြောင့်ဂျီဆန်နဲ့ဂရေတို့ဟာသူမအားအတွင်းစီရှော့ချပေးဖို့ရိုးရှင်းတဲ့စက်သီးစနစ်တစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။သူမဟာမီးဖိုကောင်အပြင်စီလက်ကိုအောင်မြင်စွာဆန်းထုတ်နိုင်ခဲ့ချိန်မှာတော့မိသားစုတစ်ခုလုံးဟာထွက်ပေါက်တစ်ခုကိုနောက်ဆုံးမှရှာဖွေတွေ့ရှိပြီးဟုထင်မှတ်ကစက္ကန့်ပိုင်းအတွင်းအလုံးမင်းရွှင်လန်းသွားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲအိမ်မွေးခွေးအိုကြီးရဲ့နာကျင်စွာအော်ဟစ်တန်ဟာအတွင်းဘက်မှထွက်ပေါ်လာခဲ့ပါတယ်။အမှန်တော့ခွေးအိုကြီးဟာနှလုံးလှုပ်ဆောင်ချက်ကိုထိမ့်သိမ်းရန်အတွက်ဆေးဝါးများကိုအားကိုးနေခဲ့ရတာဖြစ်ပြီးသူတို့ရဲ့ဆေးဝါးထောက်ပံ့မှုများမှာကုန်လွန်သွားခဲ့တာကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဂျေဆန်ဟာတနာကရုဏာဖြင့်သူရေရှည်အဖော်ကြီးကိုတနက်ပစ်ဖောက်တပ်ဖြတ်လိုက်ပြီးအလောင်းကိုသူတို့ရဲ့နောက်ဆုံးရန်အစားအစာဖြစ်အေးခန်းအတွင်းမှာအေးခဲထားလိုက်ပါတော့တယ်။9နှစ်ဆိုတဲ့အချိန်ဟာမျက်စိတမိမိအတွင်းကုန်လွန်သွားခဲ့ပါတယ်။အခုချိန်မှာတော့ကလေး2ယောက်လုံးဟာလူကြီးများအဖြစ်ကြီးပြင်းလာခဲ့ကြပြီဖြစ်ပြီးဆယ်ကျော်သက်မောင်နှမ2ယောက်ဟာနှောင်အိမ်လိုဘဝကြီးကိုလုံးဝစိတ်ပြတ်ညီးငွေ့နေခဲ့ကြပြီဖြစ်ပါတယ်။ဒါဟာမိုးကြိုးပြစ်သည့်အခြားမိုးသက်မုန်တိုင်းထန်သည့်နေ့တစ်နေ့ဖြစ်ပြီးသူတို့ဟာပုံမှန်အတိုင်းပရင်းပေါက်များကိုဖုံးအုပ်ထားရမည်ဖြစ်ပါတယ်။ဆက်လက်မတောင့်ခံနိုင်တော့သည့်ဂရေဟာဂျေဆန်အားဒီအရာများအားလုံးဟာလုံးဝအဓိပ္ပာယ်မရှိကြောင်းဒေါသတကြီးအော်ဟစ်လိုက်ပါတယ်။အဲ့ဒီစက္ကန့်မှာပဲ9နှစ်တိုင်တင်းကျပ်စွာပိတ်ဆို့နေခဲ့ပြီးမိတို့ပင်စူးစမ်းခဲ့ကြစေကမူမိသူများမဖွင့်လှစ်နိုင်ခဲ့သည့်အရှိတ်ဘက်တကားမကြီးဟာအလိုလျောက်ရုတ်တရက်ပွင့်ဟသွားခဲ့ပါတော့တယ်။